တချို့ကတော့ဟိုးရင်တော့မသိတဲ့လူတွေဗိန်းသာတန်းခေါ်တာပါဒါတကယ်တော့ဗိန်းသာတန်းမဟုတ်တော့ဘူးပေါ့လိုချင်တာအကုန်ရတဲ့ပစ္စည်းတန်းပေါ့ဒါပြောရမယ်ဆိုလို့ဟိုတုန်းနဲ့ဟိုကကျွန်တော်တို့တောင်းအပြင်မှာရှာလို့ရတဲ့ပစ္စည်းဒီဈေးတန်းမှာလာရှာရတယ်အစုံရတယ်ဖနက်ရတယ်အင်ကြီးရတယ်ဖုံးတွေရတယ်မျက်မှန်တွေရတယ်အစုံရတာပေါ့နော်ပစ္စည်းဒါဟိုတုန်းကအဟောင်းတန်းဆိုတဲ့တော့ဒါသူကပစ္စည်းအစုံလိုချင်တာအစုံရတာပေါ့ကျွန်တော်နာမည်မမတ်လို့ခေါ်တယ်ကိုမမတ်ကြာပြီဆိုတော့ကျွန်တော်အခုဆိုကျွန်တော်မရှိတော့15နှစ်လောက်ရှိပြီကျွန်တော်ကျောင်းတက်နေရနေပဲပေါ့အိမ်ကျောင်းသေးလို့တော့ကျွန်တော်အဲ့လိုမကွေလမ်းမှာလာပြီးတော့မကွေလမ်းဖြစ်တဲ့ချိန်တုန်းကမကွေလမ်းမှာလာပြီးတော့အဲ့လိုအဟောင်းလေးတွေဝယ်ပြီးတော့ပြန်ရောင်းတာနေပြီးတော့ဆိုင်ဖွင့်တဲ့ချိန်ကြီးဖြစ်သွားကြီးပစ္စည်းများတာပေါ့ကြီးပစ္စည်းများတော့ရောင်းကြားရတာပေါ့အဲ့လိုကျွန်တော်ဝယ်စုထားတဲ့လူလေးတွေဗားလေးပြန်လိုက်ဝယ်ရတာပေါ့နောက်တချို့ဟိုဖယ်ရီထွက်လာလေးရှိတယ်နောက်ဆိုင်သမားတွေကနေပြန်လိုက်ဝယ်ရတာရှိတယ်အဲ့ဒါမျိုးဝယ်ပြီးတော့ပြန်ကိုလည်းပြန်တင်ရောင်းရတာပေါ့လာဝယ်တဲ့လူတွေကတော့အစုံပဲချမ်းသာတဲ့လူတွေရှိတယ်အစုံပဲပေါ့လိုအပ်တဲ့ပစ္စည်းတွေတချို့လျှက်စစ်ပစ္စည်းဆိုလဲအစုံရတယ်ဒီမှာဆိုတော့အကုန်လုံးသူလာဝယ်လူကရှိပြီးသားပဲဟိုအကုန်လုံးသူလာဝယ်နေကြတာပဲပေါ့လိုအပ်တဲ့လူကတော့သိတဲ့လူတွေကအများဆုံးလာဝယ်တာများတာပေါ့အဲအမှတ်တရသိမ်းတဲ့လူတွေပေါ့အမှတ်တရဝယ်သိမ်းတဲ့လူတွေဝယ်စုကြတယ်နောက်တချို့ကြတော့ငယ်တုန်းကသုံးခဲ့တဲ့ဘာညာဆိုပြီးတော့သူတို့ပြန်ပြီးတော့တွေ့ဝယ်ပြီးတော့စုပြီးသိမ်းထားတာတွေရှိတယ်အဲ့ဒါမျိုးတွေပေါ့ကျွန်တော်တို့ဆို2နာရီလောက်ကနေစဖွင့်တယ်ပေါ့တခြားလူတွေဆိုတော့မနက်ထရလာ10နာရီလောက်တည်းဖွင့်တယ်လို့ပြရတာပဲကျွန်တော်တို့က2နာရီလောက်မှဖွင့်တယ်မနက်ပိုင်းကျွန်တော်ပစ္စည်းပိုက်နဲ့ပစ္စည်းရှာရတာပေါ့ပစ္စည်းရှာတော့2နာရီလောက်မှကျွန်တော်တို့ဖွင့်ပြတာများတယ်2နာရီနောက်ပိုင်းပေါ့ရန်ကုန်မြို့ရှာနေရနေလည်းမှားရတာပေါ့အဲ့လိုကျွန်တော်တို့ဖုန်းတွေဆက်ပြီးတော့အတိပိတ်ဆွေတွေရှိတော့နေရနေပို့ပေးရတယ်လည်းရှိတယ်ရောင်းရတော့ဒီလိုပဲရောင်းရတာပဲပေါ့အရန်ကြီးတော့ဟုတ်တော့ကျွန်တော်တို့ပစ္စည်းတွေကြတော့ဟိုအမှတ်တရဝယ်သိမ်းတဲ့ပစ္စည်းတွေဆိုတော့တချို့ကဟိုပတ်စံရှိမှလာဝယ်ကြတဲ့လူတွေများတာပေါ့နော်ဒါတွေကဟိုအများတိုင်းတော့ကျွန်တော်ရောင်းနေရတယ်ဒီနေ့မှဆက်ရောင်းတာကျွန်တော်ဒီယုံဆောက်ပြီးတော့ရောင်းတာပေါ့ရှိပြီဆိုမှ9နှစ်လောက်ရှိပြီပေါ့ဒီကပတ်စံတွေကြတော့ဒီမှာကျွန်တော်တို့ဒီမှာအမှတ်တရဝယ်ပြီးသိမ်းတာများတယ်အမှတ်တရဝယ်စုရလူတွေများတယ်ရောင်းဝယ်လို့ကြတော့နဲတာပေါ့အမှတ်တရတချို့လာတယ်ကြည့်တယ်အော်သူငယ်တော့သုံးခဲ့ဆိုအမှတ်တရဝယ်သိမ်းကြတယ်တချို့ကခလေးလေးတွေကိုပြန်ပြကြတယ်သူတို့သားသမီးတွေကိုပြန်ပြကြတယ်ဆိုပြီးဝယ်အမှတ်တရအနေနဲ့အဲကျွန်တော်အမှတ်တရအနေနဲ့အတွဲလေးတော့လုပ်ပေးရတယ်ပေါ့အမှတ်တရထားလို့ရအောင်ပါဟိုက open လေးဆိုပြီးတော့တချို့ဆိုအတွဲလိုက်ဝယ်ကြတယ်အဲ့လိုမျိုးတန်ရောင်းတာကျွန်တော်တရက်ကိုဒီလိုဆန်လင်းပတ်ဆံဆိုလို့ရှိရင်တော့တရက်9000လောက်ရောင်းတယ်ဒါလေးဆိုတရက်2000ပဲဟို10တန်တို့5တန်တို့ဘာလို့ဆိုတရက်1000လောက်ပဲရောင်းတယ်အမှတ်တရအနေနဲ့သိမ်းလို့ရကျွန်တော်တို့ပေါ်ပေါ်လေးနေပဲပေါ့နော်ဒါလေးဆိုတရက်ကိုမှ2000ဒါလေးဆို50တန်တို့100တန်ဆိုတရက်မှ9000 8000ပဲဒါ100တန်ဒါက50တန်တော့9000 8000ပဲရောင်းတယ်တခြားဟာလေးဆိုတရက်900 1000ပဲ10တန်လေးတွေ5တန်လေးဆိုရ900 1000ပဲအမှတ်တရသိမ်းတဲ့လူတွေအတွက်လည်းရောင်းပေးတယ်လိုချင်တာရှိရင်လည်းကျွန်တော်ဟိုတချို့လောပြောရကျွန်တော်ရှာပေးတယ်ဟိုဥပမာဟိုတော့အန်တိတ်မီးရိမ်တို့ရေနံစီမီးရိမ်တို့တိုင်ကန်းနာရီတွေပါလေချိန်ကြီးသွားနာရီတွေပါဒီမှာတော့ကျွန်တော်နေရာမရှိလို့မတင်ဘူးဒါပေမဲ့ကျွန်တော်မှအဲ့ဒါလေးတွေကရှိတယ်ကျွန်တော်အဲ့ဒါလေးတွေကိုလည်းရောင်းတယ်ဟိုတချို့လာမှာလည်းရှိကျွန်တော်ရောင်းပေးတယ်အိမ်ကိုခေါ်သွားပြီးကျွန်တော်ရောင်းပေးတယ်ပေါ့နော်စနေနေ့ဆိုလို့ရှိရင်တော့လည်းအဲ့လိုဝယ်စုတဲ့လူတို့ဘာလို့အဲ့လိုအမှတ်တရသိမ်းတဲ့လူတို့ဘာလို့လာတာများတယ်ပိတ်ရက်တွေလည်းတော့ပဲပေါ့နော်ဂျားရက်တွေကတော့သိမရှိတော့ဘူးအများနဲ့ကိုအများနဲ့အားပေးတဲ့ဖောက်တယ်တွေလောက်ပဲရှိတယ်ဟိုဒီလိုအားလေးပစ္စည်းတို့အများနဲ့ခရိုစီဖြစ်ပြီးတော့စုတဲ့လူမျိုးတွေလောက်ပဲလာတာများတယ်ဂျားရက်တွေကတော့